ဒါချဆိုင်ပြီးတော့မှကိုယ့်ရဲ့အနေထားဆိုးတာဒီဘက်ပေါင်3ပေါင်လောက်ပဲဆိုးမိတယ်နော်ဒီပေါင်မတော်ဖြစ်နေ ဒီပေါင်ပေါင်ဆိုးတယ် ဒီပေါင်တော့ပြီးရင်ဒီနားလေးမှာတော့ဒေါင်းကနေတစ်ဆင့်ပြတ်သွားတယ်ပင်လေးတော့တွေ့ အဲ့လိုမရှိဘူး ဒေါင်းကနေပြတ်သွားမှာအယိုးတွေထိသွားပေါ့ဒီယောဂါလေးသူကဒီအယိုးကိုထိသွားတယ်စောစီထိသွားပေါ့ညာမနေနဲ့တိမ်သွားပြီဒါဒီမှာ ပြတ်တော့မဆွဲဆွဲမှာအစပြီးတော့တွေ့လိုက်ကွာ3ရက်လောက်မှာစပြီးတွေ့လိုက်လို့ အောက်ကအမြစ်ကတော့ဆွေးနေပြီပေါ့နော်သူကဆွေးနေပြီအောက်ကမြစ်ဒီမှာဖြူနေဆွေးနေတဲ့အချိန်မှာဒီယောဂါဝင်တော့ဒီယောဂါလေးဒီမှာကြည့်အယိုးနဲ့ထိနေအယိုးနဲ့ထိတော့ဒီအယိုးနဲ့ထိရဲ့ပန်ဒီပန်မှာတော့ဒါဖြစ်သေးဘူးဒီပန်ပုံစံတိုင်းဒီမှာဖြစ်သွားတယ်အယိုးတိမ်သွားပြီးတော့မှရိုးမေးပုံစံမျိုးလေးဖြစ်ပြီးတော့မှပြုတ်ကြတာပေါ့ပြုတ်ကြသွားပြီဒီမှာအပေါ်ထိတက်နေနော်ယောဂအပေါ်ထိတက်နေတယ်အပေါ်အညော့ပါသူကမေးပြီးတော့မှခြောက်ပြီးကြတာ